ဥကိုတတ်တတ်လွတ်ထင်ပြီးတော့လူတွေကစားနေကြတာပဲအမျိုးစုံပြောကြတာပဲကြက်ဥကတတ်တတ်လွတ်တယ်ဆိုတဲ့လူလည်းရှိတာပဲမလွတ်ဘူးဆိုတဲ့လူလည်းရှိတာပဲတချို့ကလည်းလေဥလို့ပြောတယ်လေဥဆိုရင်ဖောက်ကြည့်လိုက်ရင်လေရှူးပဲနဲ့ထွက်သွားအခုတော့အဲ့ဒါလို့လေလည်းမတွေ့ဘူးเนาะအဲ့တော့ဒါကတရေတီတဲ့နေရာဖြစ်တယ်ပေါ့တရေတီတဲ့နေရာကျမရဲ့ဝမ်းကကျွတ်လာကြတဲ့ကဒီထဲမှာတရေဆိုတာမမြင်ရသေးပေမဲ့လို့ပါလာတယ်တဖြည်းဖြည်းမှဒီတရေလေးကကြီးလာတာလူများလို့ပဲပထမကလလံဟောတိပထမဒီအဆက်အပြောက်ကလေးကလလရေကြီးလေးမှာအဲ့ဒါကတက်ရှိတယ်လို့ခေါ်တယ်စေပညာရှင်တွေကြတော့စေပညာရှင်တွေအလိုကြတော့အဲ့ဒီချိန်မှာအသက်မဝင်သေးဘူးလို့ပြောကြတယ်မြတ်စွာဘုရားကတော့ဒီလိုမဟုတ်ဘူးယဟန်တော်တွေမှာပါရာဇိကသိက္ခာကိုပြညတ်ထားတာရှိတယ်ပထမပါရာဇိကတတိယပါရာဇိကအနေနဲ့ပြညတ်ထားတာရှိတယ်ပေါ့အဲ့ဒီပြညတ်ထားတဲ့ထဲမှာသေစီလိုတဲ့စေရနာနဲ့မနုဿဝိက္ခဆိုတဲ့လူသားတစ်ယောက်ကိုမတတ်ရဘူးတတ်ပြီဆိုရင်ထိုယဟန်ဟာယဟန်အဖြစ်ကိုစွန့်လို့ရမယ်ဆိုတဲ့ပါရာဇိကတတိယပါရာဇိကသိက္ခာကိုပြညတ်ထားတာရှိတယ်အဲ့ဒီပြညတ်ချက်မှာမနုဿဝိက္ခဆိုတာဘယ်ချိန်ကစတတ်မှတ်တုံးဆိုလို့ရှိရင်ပထမဝိညာဏံဗတ္တုဗုတံဆိုတဲ့ကလလရေကြီးထဲမှာတရေစိတ်လေးစဖြစ်တဲ့အချိန်ကစပြီးတော့ဒါလူလို့တတ်မှတ်တယ်ပေါ့ဒါကြောင့်မို့ယဟန်တော်တွေဟာအဲ့ဒီအချိန်ကနေစပြီးတတ်ခွင့်မရှိဘူးတတ်မဲ့ဆိုရင်ပါရာဇိကကြာမှာပဲကိုယ်ကြာစေးပေးတာကအစပါရာဇိကတွေမှာတက်ဝင်လူကောင်ကြီးပေါ်လာမှလူတတ်မှုမဟုတ်ဘူးအဲ့ဒီအချိန်ကနေစပြီးလူတတ်မှုလို့သတ်မှတ်တယ်ခုခေတ်တချို့ဆရာဝန်တွေပြောတာကြတော့ဘယ်လိုလုပ်ဆိုအဲ့ဒီအချိန်မှာအသက်မရှိသေးဘူးခုနကကြက်ဥအသက်မရှိသေးလို့ဖြစ်လိမ့်မယ်ဒီမှာပဲအကောင်မမြင်ရသေးရင်အသက်မရှိသေးဘူးလို့ယူဆသလားတော့မသိဘူးအသက်ဆိုဒီမှာဇီဝိရုပ်ဇီဝိတာနဲ့နာမ်ဇီဝိတာကိုခေါ်တာပုတ်မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တာအသက်ပဲစကားပြောတာလှုပ်တာရှားတာကြမှာအသက်ရှိတယ်လို့ပြောရမှာမဟုတ်ဘူးဒီအရာဝတ္ထုတစ်ခုဟာသက်ရှိခန္ဓာကိုယ်မှာရှိတဲ့ရုပ်တွေပုတ်သိုးမသွားတာနံတရားတွေဆက်လက်ဖြစ်ပေါ်နေတာဒီပဲနဲ့ဇီဝိတရဲ့စောင့်ရှောက်မှုပဲအသက်ရှိတယ်လို့ပဲပြောရမယ်ပေါ့အဲ့တော့ဒီတတ်မှတ်ထားခြင်းမတူကြဘူးပေါ့နော်